ကျွန်တော်ဒီနေရာမှာပြောချင်တာကရွေးချယ်မှုတဲ့စူးစမ်းမှုဟာရွေးချယ်မှုကအရင်လာတာဖြစ်တဲ့ကြောင့်ရွေးချယ်မှုမမှားဖို့လိုအပ်ပါတယ်ကျွန်တော်တို့မိဘတွေအနေနဲ့ကလေးတွေကိုပြုစုပြောထောင်တဲ့နေရာမှာခန္ဓာစုံပြုစုပြောထောင်နိုင်ဖို့လိုပါတယ်ခန္ဓာစုံပြုစုပြောထောင်တဲ့နေရာမှာလည်းရေရှည်သွားနိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့က cheap price မဟုတ်ရင်တော့မှကျွန်တော်တို့က reasonable price တစ်ခုဖြစ်ဖို့လိုပါတယ်အဲ့ဒါကိုကြည့်ပြီးကျွန်တော်နံပါတ်1ရွေးချယ်ပါတယ်နော်နံပါတ်2ကကြတော့တင်ထောက်ကူပစ္စည်းတွေကလည်းသူတို့ international brand တွေကိုပဲ international မှာတကယ်အသုံးပြုနေတဲ့ brand တွေကိုပဲသူရွေးချယ်အသုံးပြုတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်နံပါတ်3တစ်ချက်ကျွန်တော်တို့ကsales device ပေါ့နော်တေယိုးညွန်းတန်းဆိုလို့ရှိရင် international မှာတကယ်သုံးနေတဲ့တေယိုးညွန်းတန်းတွေကိုပဲစနစ်တကျပြင်ဆင်ပြီးတော့သူတို့တင်နေတာကိုလည်းကျွန်တော်တွေ့ရတယ်ပေါ့နော်နံပါတ်4တစ်ချက်ပေါ့နော်ကျွန်တော်ကြောင်းရွေးချယ်ထားတဲ့ကြောင်းပေါ့နော်ကြောင်းကလည်းကျွန်တော်တို့လေ့လာကြည့်တဲ့အခါမှာကျွန်တော်တို့ WRC လိုမျိုးပြိုင်ပွဲတွေမှာကျွန်တော်သွားပြီးတော့နိုင်ငံတကာ page ပေါ်ပြိုင်ပွဲတွေမှာနော်သွားပြီးတော့ရှင်ပြိုင်နိုင်တဲ့အထိအောင်ပြင်ထားတယ်ဆိုတာတွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်ဒီကြောင်းကိုရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း IT နည်းပညာသမားတစ်ယောက်ဖြစ်တာပေါ့နော်အဲ့တော့ IT နည်းပညာတွေပဲကျွန်တော်လည်းအသက်မွေးဝမ်းကြောင်းပြုနေရလေအဲ့တော့ကြောင့်ကျွန်တော်သမီးတွေကျွန်တော် generation တွေကိုလည်းကျွန်တော်နည်းပညာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစေချင်ပါတယ်အဲ့တော့ဒီလိုတိုးတက်နေတဲ့နည်းပညာခေတ်ကြီးထဲမှာကျွန်တော်တို့ချစ်ရတဲ့ကျွန်တော်တို့အားကိုးရမယ်သားသားမိမိလေးတွေပေါ့ငယ်ရွယ်တွေကနေပြီးတော့နည်းပညာကိုသင်ကြားခွင့်ပေးနေတဲ့ဒီလို Titan EDU ကျောင်းကိုတွားရောက်လေ့လာပြီးတော့အဲ့နဲ့ကြားဖို့တိုက်တွန်းနေပါတယ်ဒီကျောင်းမှာထားတာအမသား2ယောက်လုံးကတော့သင်္ချာပိုင်းဆိုင်ရာမှာရောပြီးလို့ရှိရင်ကွန်ပျူတာပိုင်းဆိုင်ရာမှာပါတိတိတတ်တာကိုတိုးတက်လာတယ်အစင်လည်းပြေလာကြတယ်ကျောင်းမှာဆိုလည်းသူတို့တွေသင်္ချာကိုမကြောက်တော့ဘူးပေါ့နော်ပြီးလို့ရှိရင်ကွန်ပျူတာပိုင်းဆိုင်ရာမှာလည်းသူတို့တွေကြောက်တာတွေပါတယ်မရှိတော့ဘူးမိဘတယောက်အနေနဲ့ဆိုရင်တော့တားကြီးက8နှစ်ကထိုင်းနိုင်ငံမှာပြိုင်တဲ့ပြိုင်ပွဲမှာ WRC မှာသူကပြိုင်မှုထားတယ်ဆိုတော့လေဒီနှစ်ကျတော့မြန်မာနိုင်ငံမှာလည်းပထမဆုံးလုပ်တယ်။ကျောင်းကကိုယ်တိုင်ဦးစီးပြီးလုပ်ထားတဲ့ပွဲလည်းဖြစ်တယ်ဆိုတော့ကိုလည်းစိတ်လှုပ်ရှားတယ်။တားကြီးဆိုလည်းတော်တော်စိတ်လှုပ်ရှားနေတယ်ပေါ့နော်။ဒုတိယကြိမ်သူ WRC ကိုထပ်ပြီးတော့ပြိုင်ပွဲဝင်ရမယ်ဆိုတော့ပို့ပြီးတော့ပျော်တယ်။ပြီးတော့မြန်မာနိုင်ငံအတွက်ကောပြီးတော့ကျောင်းအတွက်ကောပေါ့နော်။ဒါပထမဆုံး WRC ပွဲတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့မတော့စိတ်လှုပ်ရှားတယ်။ညဝေချင်တာကတော့တိုက်တန်မှာကလေးတွေလည်းပြောတယ်ပြီးတဲ့ခါကျတော့လေမိဘတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ဆရာတွေဆိုလို့ရှိရင်ငယ်တာငယ်ပြီမဲ့သူတို့ရဲ့ရေးချင်းတွေကလည်းမငယ်ဘူးအမှန်တိုင်းပြောတာသူတို့လောက်တာတွေကိုအမားဆိုဘာမှမသိဘူးသားတို့ဆရာတို့တင်ပေးလိုက်တဲ့ဟာဘာလဲဆိုအိမ်ရောက်လာလို့ရှိရင်မေးလဲသူတို့ကမိဘကိုပြောစရာမလိုအောင်ဆရာတွေကတော်တော်ကြတယ်အမကတော့အမသား2ယောက်လုံးဒီမှာထားတာကလေးတွေကလည်းပြောတယ်ပြီးတော့တိုးတက်မှုလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့ဒီတိုက်တန်မှာထပ်ပြီးတော့ join ချင်တဲ့မိဘတွေရှိလို့ရှိရင်လည်းလာ join မှာကလေးတွေအဆင်ပြေပါတယ်အမကတော့အဆင်ပြေတယ်အမတို့ကကြတော့လေပြီးတော့သူတို့ရဲ့ free ကြေးတွေကလည်းအများကြီးမဟုတ်ဘူးပေါ့နော်ဆရာတွေရဲ့တင်ကြားမှုပိုင်းကျောင်းအုပ်ချုပ်ရေးပိုင်းတွေအကုန်လုံးအဆင်ပြေပါတယ်ကျမကဒီကုတ်တင်ကျောင်းမှာကျမသားလေးကတက်နေရပါတော့အခုဆိုရင် level 3ခုကိုပြီးတော့၄ခုမြောက် level ကိုသူကစတက်နေရ join နေရပါတော့ဒီလက်ရှိတော့သားကအခုဆိုရင်တော့ဒီကျောင်းကိုတက်ပြီးမှဘာတွေများတိုးတက်လာလဲဆိုရင်အများကြီးတော့ရှိအောင်ပြောမယ်ဆိုရင်တော့ဗောနော်တခုကတော့ပို့ပြီးတော့ကောင်းလာတာတော့ soft skill တွေကောင်းလာတယ်ပြီးလို့ရှိရင်သူကဒီ team work နဲ့ပတ်သက်တာလေးတွေလည်းကောင်းလာတယ်ပြန်ပွဲနီးလာတော့ excited တော့ဖြစ်တာပေါ့ခလေးတော့မသိဘူးမိဘလည်း excited ဖြစ်တာပဲကို့သားလေးကဒီကျောင်းမှာ join နဲ့တက်တယ်ပြီးရှင်အခုပြိုင်ပွဲဆိုတာတက်ဒီကျောင်းကလေးတွေရဲ့စွမ်းဆောင်မှုမြင်ရတော့မှာပေါ့နော်သူဘာတွေစူးစမ်းထားတာလဲသူရဲ့စူးစမ်းမှုရလက်ကိုအမမြင်တွေ့ရတော့မှာဆိုတော့အမမိဘတောင်နေပို့ပြီးတော့စိတ်လှုပ်ရှားတာပေါ့နော်အဲ့လိုမျိုးရှိရဲဒါပေမဲ့တသားလို့ကအခုဆိုရင်သူကတေးချာလေးလုပ်တယ်ပြိုင်ပွဲကိုပြိုင်နေဆိုတာတက်သူတို့ကဒီမှာသူတို့ရဲ့တင်ကြားလာတဲ့အရာတွေကိုသူတို့ချပြခွင့်ရတော့မှာဆိုတော့ကလေးကလည်းပျော်နေတာအမလည်းဒီပြိုင်ပွဲနီးလာတော့စိတ်လှုပ်ရှားတယ်ပြီးတော့ပျော်တယ်မျောလင့်တယ်အဲ့လိုမျိုးတော့အများကြီးရှိပါတယ်ရှင်ဟုတ်ကဲ့မျက်ဝေချင်တာကတော့အမကဒီတိုက်တဲ့မှာအမသားလေးစပြီးတော့တက်တဲ့ချိန်ကစပြီးဒီနေ့ထိကိုအမလို့ကအဆင်ပြေတယ်ပြီးလို့ရှိရင်ကျောင်းကလည်းဆရာတွေကကလေးတွေပေါ်မှာချစ်ခင်နွေးထွေးနဲ့ကိုအရေးချင်းပြေးသွားတဲ့ဒီဆရာတွေကပေါ့နော်ကလေးတွေကိုတိတိကျကျသင်ပေးနိုင်တယ်ဒီတိုင်းတွေကိုလာရောက်တက်ဖို့အတွက်အမကအကြံပြုချင်ပါတယ်ရှင်